ချိုးတော့မြုပ်ပါပြီအဖြစ်ကမနစ်ကနဲ့မတူတော့ဘူးဒီနေ့ကပိုဆိုးတော့ရပိုဆုံးပါပဲနော်ရာဒီဥတုအခြေအနေရောရေတန်းကြောင်းပြောင်းတာရောအမှလှုပ်လိုက်တဲ့ဥစ္စာတွေရော9 နာရီခွဲ9 နာရီခွဲ9 နာရီ40ပေါ့ပါသွားပြီပါသွားပြီโอ้ကျွန်တော်ဒီရောက်ပြီးတော့ပထမဆုံးညအိတ်သိမ်းညလေးဆရာဩကျွန်တော်ခေါင်းကကတုံးပြီးပြီးနေတဲ့အိမ်လေးမဲ့တယ်လို့စပင်းတော့တော့အဲ့ဒါနဲ့ခုတော့ဒီစံခံဖြစ်တော့ဟုတ်လားဆရာကကတုံးကြည့်တဲ့ခုမှမကြမ်းဘူးဟုတ်လေကတုံးငယ်လို့ဖြစ်သွားတာဗောတော့တနာစရာဖြစ်သွားပြီ